ဒီဓာတ်မြောင်ကရှုံလုံးကိုဖျက်တယ်လို့မျိုးတန်မဏိကိုတော့အလွယ်တကူဖျက်တောက်နိုင်တယ်ကိုကာကွယ်ဖို့အတွက်ဒါကိုမင်းကိုပေးပါတယ်မင်္ဂလာပါဒုတိယဦးလေးကျေးဇူးတင်ပါတယ်ဒုတိယဦးလေးဒါကသမီးဦးလေးအတွက်ပြင်ဆင်လာတဲ့လက်ဆောင်ပါဦးလေးသဘောကျမယ်လို့မျှော်လင့်ပါတယ်ဒီလူကလူကောင်းကြီးနဲ့ဘီလူးတကောင်လိုတန်ပါပြီတောင်တွေကိုတော့မနိုင်တနိုင်တဲဆောင်နိုင်တဲ့သူကမင်းရဲ့တတိယဦးလေးချန်ချင်ဆန်းပေါ့လူတွေကသူ့ကိုတက်လက်သီးပရင်လို့ခေါ်ကြတယ်မင်္ဂလာပါတတိယဦးလေးကမင်းအတွက်ဝေးရတာတက်တောင့်တက်တာရှိတဲ့တန်ချက်အင်ကြီးတစ်ထည်ပြင်ဆင်ပေးထားတယ်ဒါကဓာလန်တနက်တန်တွေလည်းမခနိုင်တယ်လို့မိဘေးအန်ရီကလည်းကာကွယ်ပေးနိုင်တယ်ကျေးဇူးတင်ပါတယ်တတိယဦးလေးသမီးလည်းဦးလေးအတွက်လက်ဆောင်တစ်ခုပြင်ဆင်လာပါတယ်ဒီလိုချုံမောခံရတဲ့လူကတော့မင်းရဲ့စတုထဦးလေးရှက်မင်ကျိုးပေါ့သူ့ကိုတော့အချစ်နဲ့မင်းလို့လူသိများကြတယ်ဒီလိုရင်ကျေးတိမ်မွေးတဲ့လူငယ်လေးကတော့မင်းရဲ့ပုစမဦးလေးရက်လျံချံပါလူတွေကသူ့ကိုမင်းသားလေးလို့တင်စားခေါ်ဝေါ်ကြတယ်ရုပ်ရည်ရောပညာပါပြည့်စုံတဲ့ဒီလူကတော့မင်းရဲ့စထမဦးလေးချင်းဝူရွှမ်းဖြစ်ပြီးစထမမြောက်သခင်ကြီးလို့လည်းလူသိများတယ်ကဲမိတ်ဆက်ပေးတာပြီးပါပြီမင်းနဲ့မဆိုင်တော့ဘူးအိုးဟာမကြောက်ပါနဲ့မင်းအဖေရဲ့အတွေးခေါ်ပိုင်းကအနှဲငယ်ပြဿနာရှိနေလို့သူ့ဘာသာသူအပြင်မှာသွားပြီးတန်ဝေကြရအောင်လွှတ်ထားလိုက်ပါလာအဖိုးကြီးမင်းကိုအခန်းလိုက်ပြမယ်ကျေးဇူးတင်ပါတယ်ဆရာကြီးကျေးဇူးတင်ပါတယ်ဦးလေးတို့သမီးတကယ်သဘောကျပါတယ်ဆရာကြီးအဲ့ဒီတုန်းကကျွန်တော်ကိုအစိတ်ခတ်ခဲ့တာရှွန်းတော့မဟုတ်ပါဘူးရဲချင်းချန်ဖြစ်နေတာပါဘလောက်တောင်ရဲတင်းလိုက်တယ်လဲတကယ်ကိုရုံးမှာပတ်ဆက်တဲ့စိတ်ထားရှိတဲ့မိန်းမရုပ်ပဲညီလေးမင်းကအရန်စိတ်ထားနုလုံးနဲ့ငါပဲမင်းကိုစားနေနဲ့မင်းကြောင်းတော်ကိုတွားပြီးကလဲစားချပေးမယ်လူဆိုးမှာအရှင်သခင်ရှိစမြဲပဲနောက်တစ်ခါသူ့ကိုထပ်တွေ့ရင်သူမြေမြုပ်เสียနေရတော့မရှိစေရဘူးလို့ငါအာမခံတယ်အခုအရေးကြီးဆုံးကရွှန်လီကိုတွားခေါ်ဖို့ပဲနတ်ဖျားเจ้าတော်ကကောင်လေးနောက်ကျောင်းပြန်လှည့်မလာနိုင်အောင်တားဆီးရမယ်ဟုတ်ကဲ့ပါအကိုကြီးမင်းရွှန်လီကိုအမြန်ဆုံးလက်ထပ်ရမယ်ငါတို့သူ့အမေကိုဒီကိုခေါ်လာရမယ်တားတယောက်မွေးပါပြီးတော့ငါရဲ့ရက်ဆက်လာတဲ့ဓာပညာကိုသူ့ထံလက်ဆင့်ကမ်းပေးလိုက်ပါမင်းမှာသားသမီးတွေပိုရှိလာရင်ငါရဲ့မပျက်စီးနိုင်တဲ့ရွှေကုန်းမှုပညာအတွက်လည်းစက္ခံမဲ့သူလိုအပ်တာပေါ့မိစ္ဆာသွေးမျိုးဆက်ကိုစက္ခံမဲ့ကလေးတယောက်ရတာအကောင်းဆုံးပဲငါရဲ့ကောင်းကင်ခွဲထားတိုင်းကဘလောက်တောင်ဆွမ်းလဲဆိုတာကြည့်လိုက်အောင်အချိန်ဆွဲမနေပဲအခုပဲချက်ချင်းလှုပ်လိုက်ပါအခုချက်ချင်းရွှန်လီကိုတွားခေါ်ပြီးမင်္ဂလာဆောင်လိုက်တော့ကဲဒါဆိုရင်ဒီတိုင်းပဲပျော်ပျော်ရွှင်ရွှင်ဆုံးဖြတ်လိုက်ကြရအောင်မင်းကလေးတွေကိုသဘောကျတယ်ဆိုရင်ကလေးမွေးပေးမဲ့မိန်းမတယောက်သာရှာလိုက်ပါဒီကောင်စုပ်လေးမြင်မြင်လှုပ်ဆန်းသွားမယ်သွားရင်ရပြီမလားဆရာကြီးသမီးအဖေကောဟင်မင်းအဖေကမင်းအမေကိုတွားခေါ်တာပါတကယ်ပဲလားဟင်ဘာလို့ဒီလောက်တောင်အလောတကြီးတွားရတာလဲမင်းအဖေကမင်းအမေကိုအရန်လွန်းလို့မျက်ရည်တောင်ကျနေရှာတာတရက်မတွေ့ရတာက3 နှစ်လောက်ကြာနေတယ်လို့မျိုးပေါ့မဟုတ်သေးပါဘူးတကယ်ကိုအိတ်မပျော်စားမဝင်ဖြစ်နေတာပါဒါဆိုသမီးအဖေကအမေကိုတကယ်အများကြီးချစ်တာပဲနော်ဆရာကြီးသမီးတိုင်းပညာလေ့ကျင့်ခြင်းနဲ့မင်းပါတင်ယူခြင်းလို့လေငါမင်းကိုသင်ပေးမယ်ဆရာကြီးသမီးဓာတ်တိုင်းပညာသင်ခြင်းပါတယ်ဓာတ်တိုင်းကတော့ငါအကျွမ်းကျင်ဆုံးပဲ10 နှစ်အတွင်းမှာမင်းကိုအတော်ဆုံးနံပါတ်1တိုင်းပညာရှင်ဖြစ်စေရမယ်ဆရာကြီးမင်းကိုနိုးထခြင်းအဆင့်အတွက်မတိမျိုးရေကန်စီခေါ်သွားမယ်မစိုးရိမ်ပါနဲ့မင်းနိုးထခြင်းမရှိရင်တော့ဘာမှမဖြစ်ပါဘူးလူအများစုမှလည်းဒါမျိုးမရှိကြပါဘူးဒါကမင်းရဲ့ကြင်ကြံခြင်းအဆင့်ကိုမထိခိုက်စေပါဘူးအိုးတကယ်ကိုတန့်စင်လာတဲ့မိစ္ဆာသွေးမျိုးဆက်ပါလားဘသူမှငါစီကနေလူယူလို့မရဘူးမိစ္ဆာသွေးမျိုးဆက်ပဲသူ့အတွက်ကြံချမ်းကျွဲတိုင်းကျန်းထက်ပူကိုက်နေတာဘာမှမရှိတော့ဘူးငါကိုသူ့ကိုတင်ပေးခွင့်ပြုပါဆရာကြီးကျေးဇူးပြုပြီးခွင့်ပြုပေးပါဗျာအကိုကြီးကိုနောက်ထပ်ကလေး10 ယောက်လောက်ထပ်မွေးခိုင်းလိုက်ပါအဲ့ဒီရေကန်ထဲမှာဝိညာဉ်ရည်တွေအပြည့်ရှိနေတာသူဘယ်လောက်ထိစုပ်ယူနိုင်မလဲကောင်းပြီအနည်းဆုံးတော့10% လောက်ထိစုပ်ယူနိုင်လိမ့်မယ်ဟာငါတို့ရှန်ကြန့်ကိုင်းမှာထူးချွန်ထက်မြက်တဲ့ပါရမီရှင်တယောက်ရပြီဟဲ့ဒါကမွေးရပါဖြောင့်မတ်မှန်ကန်တဲ့စွာပဲဒါကပါရမီရှင်တင်မကတော့ဘူးဒါကတကယ်ကိုထူးခြားဆန်းပြတဲ့တတဝါကြီးပဲမိစ္ဆာဓာကဖြောင့်မတ်ခြင်းစွာအားတွေကိုဘယ်လောက်ထိစုံယူနိုင်ပါလဲဒါကပြောရခက်တယ်
မတေမျိုးနှန်းတော်ကိုနောက်တစ်ချိန်ထပ်မံစူးစမ်းဖို့အချိန်ကြပြီဒီမိန်းကလေးငယ်လေးမှာထူးကဲလာတဲ့ပါရမီရှိတယ်နတ်မိမယ်နန်းတော်ရဲ့နှက်ဆိုင်လာတဲ့နတ်မိမယ်ကျင့်စဉ်ကသာသူမနဲ့ထိုက်တန်လိမ့်မယ်ကြောက်မမှန်ကန်တဲ့စွမ်းအားအရာအလုံးကိုစုပ်ယူနိုင်စွမ်းရှိတယ်ဆရာကြီးသမီးကိုတင်ပေးဖို့အချိန်ငယ်လောက်ပေးပါဦးမင်းအကိုကြီးကိုနောက်ထပ်ကလေးတစ်ယောက်ထပ်မွေးခိုင်းလိုက်ပါဒါဆိုမှသဘောတူမယ်ပြဿနာမရှိပါဘူးငါ့အပေါ်ပဲပုံထားလိုက်မဟုတ်ဘူး